e-football မှာနောက်ထပ်ထပ်ပြီးတော့မတွေးနိုင်တော့တဲ့နီးပြကတ်အားလုံးပဲမင်္ဂလာပါ e-football မှာ Faris account ရဲ့ admin Faris ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကဒါ e-football မှာနောက်ထပ်ထပ်ပြီးတော့မတွေးနိုင်တော့တဲ့နီးပြကတ်တစ်ခါအကြောင်းကိုမိတ်ဆက်ပေးတော့မှလည်းဖြစ်ပါတယ်အဲ့ဒီကတ်ကတော့ဒါ pack ထဲမှာရှိတဲ့ coin 950နဲ့ဝယ်လို့ရတဲ့ survey အလွန်ဆိုရဲ့ကတ်လည်းဖြစ်ပါတယ်ဒီကတ်ကဒါ e-football အနေနဲ့ထပ်ပြီးတော့ပေါ့နော်ထပ်မထွက်လာနိုင်ဘူးပေါ့နော်သူ့အနေနဲ့ဒါ e-football အနေနဲ့မိတ်ဆက်ခဲ့တာတိတ်မကြသေးတဲ့အချိန်မှာပဲဒီပတ်ရဲ့တက်တန်းကလည်း88တောင်ကျန်သေးတယ်ဒါပေမဲ့ဒါဇာဗီလွန်ဆိုကဒါ Real Madrid အသင်းကနေဒီဘာစီလိုနာအသင်းနဲ့စပိန်စူပါဖလားပွဲစဉ်အပြီးမှာနှုတ်ထွက်သွားခဲ့ရပေါ့နော်အဓိကအကြောင်းရင်းကတော့ဒီကစားသမားတွေရဲ့လွှမ်းမိုးနိုင်စွမ်းကနီးပြကိုကြော်ဝါပြီးတော့ပေါ့နော်ဒီလိုမျိုးလုပ်တဲ့အသင်းကဆိုရင်အောင်မြင်မှာမဟုတ်ဘူးဆိုပြီးတော့ဇာဗီလွန်ဆိုက Real Madrid အသင်းနဲ့နှစ်ဦးသဘောတူဒါလမ်းခွဲသွားတာလည်းဖြစ်ပါတယ်။ဒါကြောင့်မို့ဒီ Real Madrid အသင်းနီးပြကတ်ပေါ့နော်ဒါဆာဗီလွန်ဆိုရဲ့ကတ်ကတော့လုံးဝကိုဒါ e-football မှာထပ်ပြီးတော့ရှိလာနိုင်တော့မှာမဟုတ်ပါဘူး။ဒီကတ်ရဲ့အဓိကအချက်ကတော့ဆာဗီလွန်ဆိုတဲ့အတိုင်းပေါ့နော်။ quick counter နဲ့ out wide ကစားကွက်ကိုဒါအသုံးပြုတာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီကစားကွက်ကိုခြိုက်တဲ့လူတွေအနေနဲ့တော့ဒါသုံးသင့်တဲ့ကတ်လည်းဖြစ်ပါတယ်။ဒီကတ် Affinity ကတော့ဒီ midfielder ကစားသမားတွေပေါ့နော်။ကွင်းလင်ကစားသမားတွေကို400ပေါ့နော် experience point တိုးပေးမှလည်းဖြစ်ပါတယ်ပေါ့နော်။ပြီးတော့နောက်ထပ်အနေနဲ့ကတော့ဒါ booster 1ဆိုရင်ball control ကိုတိုးပေးမယ် booster 2ကတော့ဒါ finishing ကိုတိုးပေးမှလည်းဖြစ်ပါတယ်အဲ့ဒီပြုံမှာဒါဆာဗီလွန်ဆိုရဲ့ဒီနီးပြကတ်မှာဆိုရင်နောက်ပိုင်းထွက်နေတယ်ပေါ့နော်နီးပြကတ်တွေမှာဆို link up play ပါလာတယ်ဒီဆာဗီလွန်ဆိုရဲ့ link up play ကတော့ဒီကွင်းလင်ကစားသမားပေါ့နော် CMF ကစားသမားကနေ attacking midfielder ကွင်းလင်တိုက်စစ်ကစားသမားနဲ့ချိတ်ဆက်ပြီးတော့ဆော့တဲ့ကစားကွက်လည်းဖြစ်ပါတယ်အဓိကတော့ဗာလဲဆိုတာဒါကွင်းလင်မှာလူပေးလူယူလုံးမယ်လုံးလိုက်တာနဲ့ဒီ AMF ပေါ့နော်ဒီတိုက်စစ်ကွင်းလင်တိုက်စစ်ကစားသမားအရှိကိုပြေးထွက်သွားပြီးတော့ဒီကွင်းလင်သမားကနေလှမ်းပေးလို့ရတဲ့ဒီ auto ပေါ့နော် link up play style လေးလည်းပါဝင်လာတော့တွေ့ရပါတယ်ပြောမယ်ဆိုတော့ဒီကတ်ကတော့ဒါ Real Madrid နီးပြဘဝမှာဇာဗီလွန်ဆိုရဲ့ဒါနောက်ဆုံးသောကတ်လည်းဖြစ်ပါတယ်သူအနေနဲ့ဒီလာမယ့်နှစ်တွေမှာတော့ဗောနော်ဒီနှစ်တွေကြာသွားရင်တော့ Real Madrid အသင်းကိုပြန်ပြီးတော့ဒါနီးပြဖြစ်လှုပ်ရှင်လဲလုံနိုင်တယ်ဗောနော်ဒါပေမဲ့လည်းအခုအချိန်မှာတော့ဒါ Real Madrid အသင်းနီးပြဖြစ်ထပ်မရှိတော့ဗောနော်ဒီဘက်မှာဆိုရင်လည်း Isco နဲ့ Mariano Diaz ဗောနော်ဒီကစားသမားနှစ်ယောက်ကိုလည်းဇာဗီလွန်ဆိုအနေနဲ့ဒါထပ်ပြီးတော့ဗောနော်ပါဝင်တာကိုတွေ့ရပါတယ်ဒါကြောင့်မလို့နီကိုတို့ရဲ့အနေနဲ့ရောဒီဇာဗီလွန်ဆိုရဲ့နီးပြကတ်ကိုဘယ်လိုမြင်လဲဝယ်ထားပြီးသားလားဒါမှမဟုတ်ဝယ်ဖို့ရှိသားဆိုတာကို comment မှာဝင်ပြီးတော့ရေးခဲ့ကြပါဦး